အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီဗုဒ္ဓဘာသာဖုံဖုံမေးထားတဲ့မေးခွန်းကိုကျွန်တော်ဖြေမှာဖြစ်ပါတယ်သူမေးထားတဲ့မေးခွန်းကဘာလဲဆိုတော့နံပါတ်1ပရတိသူ့ပုံကိုဘယ်သူဖန်ဆင်းလဲနံပါတ်2အဲ့ပရတိသူ့ပုံကလည်းကောင်းကင်ရဲ့ဘယ်နေရာမှာရှိလဲလေနံပါတ်3နတ်ဆိုးကိုရောဘယ်သူဖန်ဆင်းလဲဆိုတော့ဒီမေးခွန်း3ခုကိုဒီဖုံဖုံကမေးထားတယ်အဲ့တော့မေးခွန်း1နဲ့မေးခွန်း3ကိုကျွန်တော်အရင်ဖြေမယ်ပြီးမှမေးခွန်း2ကိုကျွန်တော်ဖြေမယ်ဟုတ်ပြီနော်ကဲမေးခွန်း1နဲ့3ကိုဖြေမှာဖြစ်တယ်ဟုတ်ပြီနော်နံပါတ်1ဟုတ်ပြီနော်ပရတိသူ့ပုံကိုဘယ်လိုဖန်ဆင်းတာလဲဆိုတော့ဘုရားသခင်ပဲဖန်ဆင်းတယ်ကဲနတ်ဆိုးကဘယ်လိုဖန်ဆင်းတာလဲဆိုတော့ဘုရားသခင်ပဲဖန်ဆင်းတာဖြစ်တယ်ဟုတ်ပြီနော်ကျမ်းစာမှာဒီလိုမျိုးရှင်းရှင်းလင်းလင်းပြောထားတယ်ဖန်ဆင်းတော်မူခြင်းနဲ့ကင်းလွတ်သောအရာတစ်စုံတစ်ခုမျှမရှိဘူးဆိုပြီးတော့မှပြောထားတာဖြစ်တယ်အဲ့တော့ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတစ်စုံတစ်ခုမှမရှိဘူးမြင်ရတဲ့အရာမမြင်ရတဲ့အရာယူပအရာအယူပအရာဟုတ်ပြီနော်အရာအားလုံးကိုဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတယ်ကောင်းကင်နဲ့မြေကြီးကိုဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတယ်အလင်းအမှောင်ကိုဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတယ်ပြီးသွားတဲ့အခါမှာရေမြေတောတောင်စိတ်ဆန်းတဘာဝတရားကိုဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတယ်ပြီးသွားတဲ့အခါမှာတလိษံတွေကိုဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတယ်တားရင်တားရဲ့တွားတတ်တဲ့တော်ဝါလေးပေါ်မှာတွားတတ်တဲ့တော်ဝါအားလုံးကိုဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတာဖြစ်တယ်နောက်ဆုံးလူကိုလည်းဘလူးဖန်ဆင်းလဲဘုရားသခင်ဖန်ဆင်းတာဖြစ်တယ်ဆင်းရဲတဲ့သူချမ်းသာတဲ့သူဘုရားသခင်ဖန်ဆင်းတယ်ရုပ်ဆိုးတဲ့လူရုပ်မချိုးတဲ့လူဘုရားသခင်ဖန်ဆင်းတယ်ပတ်သက်ရှိတဲ့လူမရှိတဲ့သူအောင်မြင်တဲ့သူမအောင်မြင်တဲ့သူကြွယ်ဝတဲ့လူမကြွယ်ဝတဲ့သူအားလုံးကိုဘုရားသခင်ဖန်ဆင်းတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ဟုတ်ပြီနော်အားကြောင့်မို့ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတစ်စုံတစ်ခုမှမရှိဘူးဖြစ်တယ်အဲ့တော့ပရတိတုပုံကိုဘုရားသခင်ဖန်ဆင်းတယ်ပြီးတော့မှနတ်ဆိုးကိုလည်းဘုရားသခင်ဖန်ဆင်းတယ်နတ်ဆိုးကိုဖန်ဆင်းတဲ့အခါမှာနတ်ဆိုးဆိုတဲ့ပုံစံမျိုးနဲ့ဘုရားသခင်ကဖန်ဆင်းတာမဟုတ်ဘူးဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဟုတ်ပြီနော်အဲ့တော့နတ်ဆိုးအနေနဲ့ဖန်ဆင်းတာမဟုတ်ဘာအနေနဲ့ဖန်ဆင်းတာလဲဆိုတော့ကောင်းကင်တမန်အနေနဲ့ကောင်းကင်မှာကောင်းကင်တမန်3စုရှိပါတယ်အဖွဲ့3ဘွဲရှိတယ်လူစီဖာမိခေလာဂါဘီလာဆိုပြီးတော့မှကောင်းကင်တမန်အစု3စုရှိတယ်ဒါကခေါင်းဆောင်ကောင်းကင်တမန်တွေကိုကျွန်တော်နာမည်ခေါ်သွားတာဖြစ်တာပေါ့ဟုတ်ပြီနော်အဲ့ထဲမှာလူစီဖာဆိုတဲ့ကောင်းကင်တမန်သူ့ရဲ့နာမည်နောက်ထပ်တစ်ခုရှိတယ်နန္ဒသားမိုးတောက်ကျယ်ဟုတ်ပြီနော်ဆိုတော့လူစီဖာဆိုတဲ့ကောင်းကင်တမန်ကဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ရတဲ့နေရာမှာအမှုဆောင်ရတဲ့ကောင်းကင်တမန်ဖြစ်တယ်ဟုတ်ပြီနော်တနေ့ကျတော့သူကမာနတက်တယ်အဲ့ဒါကိုကျမ်းစာမှာအတိအကျရေးထားတယ်ဟေရှာအခန်းကြီး14အငယ်7ကနေ15ထိဖတ်လို့ရှိရင်တွေ့ရတယ်သူစာရမဏေဖြစ်သွားတဲ့အကြောင်းအရာကိုကျွန်တော်အခုဖတ်ပြမှာဖြစ်တယ်။တစ်ချက်လောက်နားထောင်ပေးပါ။အိုးနန္ဒသားမိုးကောက်တော့ကျဲတင်သည်ကောင်းကင်ကကြလေပြီတကားအပီပီတို့ကိုနှိပ်စက်သောတင်သည်မြေတိုင်အောင်ခုတ်လဲခြင်းကိုခံရလေပြီတကားတင်ကလည်းကောင်းကင်ပေါ်သို့ငါတက်ပြီဖျားသခင်ဤကျဲတို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်ပြီမြောက်မျက်နှာဗျာဒိတ်ထောင်ပေါ်မှာငါထိုင်ပြီမိုးတိမ်ထိတ်သို့ငါတက်ပြီအမြင့်ဆုံးသောဖျားကဲ့သို့ငါနေပြီဟုစိတ်အကြံရှိလေပြီသို့တော်လည်းတင်သည်မရဏနိုင်ငံတင်းကြိုင်တွင်ထဲသို့နှိမ့်ချခြင်းကိုခံရလေပြီဆိုပြီးတော့မှကျမ်းစာမှာရေးထားတယ်ဆိုတော့ဖျားသခင်ကဒီလူစီဖာစာရမဏတ်ကိုစာရမဏတ်နတ်ဆိုးဆိုပြီးတော့ဖန်ဆင်းတာမဟုတ်ဘဲတော့မှကောင်းကင်တမန်လူစီဖာနန္ဒသားမိုးတောက်ကျအနေနဲ့ဖန်ဆင်းတယ်ဒါပေမဲ့သူကဘုရားသခင်နဲ့ခြေရခြင်းတိုင်းနဲ့ဘုရားသခင်ကဲသူငါနေခြင်းနဲ့အမမာနအတ္တတွေကြောင့်နော်ဘုရားသခင်ကိုပုံကန်ခြင်းနဲ့စိတ်နှလုံးသားကြောင့်ဘုရားသခင်မနစ်သက်တဲ့စိတ်နှလုံးသားကြောင့်ဟုတ်နော်ဘုရားသခင်ကိုပုံကန်တဲ့စိတ်နှလုံးသားကြောင့်မြေတိုင်အောင်လေခုတ်လဲခြင်းကိုခံရတယ်မရဏနိုင်ငံသို့ပို့ခြင်းကိုခံရတယ်ဆိုပြီးတော့မှကျမ်းစာမှာရေးထားတယ်အဲ့တော့သူဘာကြောင့်စာတန်ဖြစ်လာလဲဆိုတော့အဲ့ဒါကြောင့်စာတန်ဖြစ်လာတာဖြစ်တယ်ဒီလောကကိုရောက်လာတဲ့ကျွန်တော်မြင်နေရတဲ့ဒီကောင်းကင်နိုင်ငံအာကာသကောင်းကင်ဒီကျွန်တော်တို့မြင်နေရတဲ့ဒီပထမကောင်းကင်ဒုတိယကောင်းကင်နဲ့ဒီမြေကြီးပေါ်မှာသူကအုပ်ဆိုးတာဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဟုတ်ပြီနော်သူနဲ့အတူတူကောင်းကင်မှာ3စုရှိတယ်သုံးစုတွေကတစုဖြစ်တဲ့ကောင်းကင်တမန်တွေအားလုံးကသူနဲ့ကြလာတယ်ဟုတ်ပြီနော်ဒီကမ္ဘာလောကပေါ်၎င်းဒီ galaxy တွေပေါ်မှာတော့၎င်းသူတို့ကြလာတယ်ကြလာပြီးတော့မှဘာအနေနဲ့ရှိနေဆိုတော့နတ်ဆိုးဝိညာဉ်ဆိုပြီးတော့မှနာမည်နဲ့ရှိနေတာဖြစ်တယ်ဟုတ်ပြီနော်ကျွန်တော်ပထမဗီဒီယိုမှာပြောတဲ့တက်စေတရက်ဖုတ်ခင်ဗျားတို့ပြောနေတဲ့တက်စေတရက်ဖုတ်ဆိုတာဒီနတ်ဆိုးဝိညာဉ်ဆိုးတွေကိုပြောနေတာဖြစ်တယ်ကောင်းကင်တမန်အပြက်တွေကိုပြောချင်တာဖြစ်တယ်ဖျားခင်ကိုပုံကန်ပြီးတော့မှကြလာတဲ့ကောင်းကင်တမန်မကောင်းတဲ့နတ်ဆိုးတွေကိုပြောနေတာဖြစ်တယ်ဆိုတာကိုနံပါတ်1ပြောချင်တယ်နံပါတ်2ကဲအဲ့ပရတိတုပုံကဘယ်နေရာမှာရှိလဲဆိုတော့ကျမ်းစာမှာကျမ်းစာအဖြစ်ကြောဖြေရမယ်ဆိုလို့ရှိရင်ဖန်ဆင်းခြင်းကိုပြန်သွားမှရမယ်ဟုတ်ပြီနော်အဲ့တော့ဘုရားသခင်ကဖန်ဆင်းတဲ့အခါမှာဒီကောင်းကင်ကိုဖန်ဆင်းတဲ့အခါမှာဟုတ်တာအဆင့်3ဆင့်နဲ့ဖန်ဆင်းထားတယ်ဟုတ်ပြီနော်ပထမကောင်းကင်ဆိုတာကကျွန်တော်မြင်နေရတဲ့အခုတိမ်နေရှိနေတဲ့နေရာလင်းနေပြန်တန်းနေတဲ့နေရာငှက်တွေပြန်တန်းနေတဲ့နေရာကိုပထမကောင်းကင်လို့ပြောတယ်ဒုတိယကောင်းကင်အဲ့ဒါကိုကျတော့ super galaxy လို့ခေါ်တယ်ဟုတ်ပြီနော်ဒီအာကာသကောင်းကင်ကိုပြောတာဖြစ်တဲ့ဂျိုးတွေနက်ခတ်တွေတာယာတွေရှိနေတဲ့နေရာကျွန်တော်ဂျိုတုတွေစေလွတ်တဲ့နေရာအဲ့နေရာကိုဘာလို့ခေါ်လဲဆိုတော့ super galaxy ဟုတ်ပြီနော်အာကာသကောင်းကင်လို့ခေါ်တယ်အဲ့ဒါကိုကျမ်းစကားနဲ့ဆိုလို့ရှိရင်ဒုတိယကောင်းကင်လို့ခေါ်တယ်တတိယကောင်းကင်ဆိုတာကကြတော့အခုကျွန်တော်မြင်နေရတဲ့အရာဝတ္ထုတွေနဲ့မဆိုင်ဘူးဖြစ်တယ်ဆိုတာကိုပြောခြင်းတယ်ဟုတ်ပြီနော်ဆိုတော့တတိယကောင်းကင်ဆိုတာကအဲ့ပရတိတုပုံကိုလည်းပြောတာဖြစ်တယ်ဒီစัจ java လာရဲ့အပြင်ဘက်မှာရှိတဲ့ဟုတ်ပြီနော် that's heaven လို့ခေါ်တာပေါ့ဟုတ်ပြီနော်တတိယကောင်းကင်ရှိတယ်အဲ့နေရာမှာဘာဖြစ်လဲဆိုတော့ဘုရားခင်ရဲ့မျက်မှောက်တော်ရှိတယ်ဝိမြဉ်ရေးရာရဲ့ဘုံဗိမ္မာန်လည်းဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်တယ်ဟုတ်ပြီနော်လူတွေမမြင်
မမြင်နိုင်တဲ့နေရာတတိယကောင်းငယ်ဒီ galaxy ရဲ့အပြင်ဘက်ဒီ super galaxy ရဲ့အပြင်ဘက်မှာရှိတဲ့နေရာဘုရားသခင်ဘုံနဲ့ထားထားတဲ့နေရာလူရဲ့ညံနဲ့အမြင့်ဆုံးနားနေနိုင်တဲ့စကားလုံးနဲ့ဆိုရင်တော့ကောင်းကင်နိုင်ငံလို့ကျွန်တော်ကျမ်းစကားအရာပြောတယ်ပရတိတုဘုံလို့ကျွန်တော်တို့ပြောတာပေါ့ဟုတ်ပြီနော်ဒါကျွန်တော်တို့နားလည်နိုင်တဲ့အမြင့်ဆုံးဘာသာစကားနဲ့ပြောတဲ့အရာဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်โอเคနော်အဲ့တော့အဲ့ဒီနေရာကိုရောက်ဖူးတဲ့သူကရှိလားကျွန်တော်မေးခွန်းမေးစရာရှိတယ်ရှိပါတယ်အဲ့ဒါကဘာမှလဲဆိုတော့ကောရိန္သုဩဝါဒစာဆောင်အခန်းကြီးစနစ်အငယ်2နဲ့3ကိုဖတ်လို့2ကနေ4တိဖတ်လို့ရှိရင်ကျွန်တော်ဒီအကြောင်းအရာတွေ့ရတယ်တမန်တော်ကြီးရှင်ဘောလူဟုတ်ပြီနော်ကျွန်တော်ဖတ်ပြမယ်14နှစ်အထက်ကခရစ်တော်ဤတပည့်ဖြစ်သောလူတစ်ယောက်ကိုတတ္တရကောင်းကင်သို့တတ္တရကောင်းကင်တိုင်အောင်ချီဆောင်သည့်အကြောင်းကိုငါသိ၏ထိုအခါသူ၏ကိုခန္ဓာပါသည်မပါသည်ကိုငါမသိဘုရားသခင်သိတော်မူ၏ထိုသူသည်ပရတိတုဘုံသို့ချီဆောင်ခြင်းကိုခံရ၍လူမပြောနိုင်သောစကားကိုကြားသည့်အကြောင်းကိုငါသိ၏ထိုအခါကိုခန္ဓာပါသည်မပါသည်ကိုငါမသိဖျားသခင်တည်တော်မူ၏လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့တော့နန္ဒတော်ကြီးရှင်ဘောလူကလွန်ခဲ့တဲ့14နှစ်လောက်ကငါကောင်းကင်နိုင်ငံကိုချီဆောင်ခြင်းခံရတယ်ပရတိတုဘုံကိုချီဆောင်ခြင်းခံရတယ်လေတတိယကောင်းကင်ကိုချီဆောင်ခြင်းခံရတယ်ဆိုတော့မှကျမ်းစာမှာအတိအကျရေးထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့ညကိုရောက်သွားတဲ့ခါမှာလေသူ့ရဲ့ခန္ဓာကိုပါတယ်မပါဘူးဆိုတာမသိဘူးသူ့ရဲ့ဝိညာဉ်ကိုပဲနှုတ်ပြီးတော့မှဘုရားသခင်ကခိတ္တခေါ်ပြတာလေဖြစ်နိုင်တယ်သူခန္ဓာကိုပါတယ်မပါတယ်မသိဘူးခန္ဓာကိုယ်ကြီးလည်းပါရင်လည်းပါသွားနိုင်တယ်ဒါဘုရားသခင်သူ့တကိုးနဲ့အကုန်လုံးကိုလုံနိုင်တာဖြစ်တာပေါ့ဟုတ်ပြီနော်အဲ့တော့သူကိုယ်တိုင်ရောက်သွားတယ်ရောက်သွားဖို့တဲ့ကိုယ်တိုင်ကပြန်ပြီးတော့မှကောရိန္သုအသင်းတော်ကိုပြန်ပြီးတော့မှတမန်တော်ရှင်ဘောလူကပြောနေတာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့အဲ့နေရာကိုဘယ်သူတွေရောက်နိုင်တာလဲအဲ့ပရတိတုဘုံကိုဘယ်သူတွေရောက်နိုင်တာလဲဆိုတော့ကျွန်တော်အရှိဗီဒီယိုမှာပြောပြပြီးယေရှုခရစ်တော်ဖျားကိုမိမိရဲ့အသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားတဲ့လူတိုင်းအယုတ်လက်အမျက်မရွေးအဲ့ဒီကောင်းကင်နိုင်ငံပရတိတုဘုံကိုရောက်မယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ဘုရားခင်ရှိတဲ့နေရာကိုရောက်မယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အဲ့ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းမရှိသောသူစိတ်နှလုံးခိုင်မာသောသူနောင်တမရသောသူတွေကတော့မရဏနိုင်ငံကိုသွားမှာဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်ဒါဆိုလို့ရှိရင်မေကိုမေးထားတဲ့ဖုံဖုံလဲသဘောပေါက်မယ်လို့ထင်တယ်ကြားနာရတဲ့လူတွေလည်းဘုဟုတုတရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဘုရားဖွင့်ပြပါစေဖျားရှင်ကောင်းချီးပေးပါစေ